Hey ကိုကသပင်အရန်ဖြောင်းကျင်နေပြီမဲ့သပင်ညက်ဆိုင်ရာကို highlight တွေဖောက်ထားလို့ဆိုပြီးတော့မဖြောင်းဝေးပဲနဲ့ပြန်လွတ်ခံရတဲ့သူတွေရှိတာအကယ်၍ရှိရဆိုရင်တော့ဒီဗီဒီယိုလေးကတော့အဲ့ရှိနေတဲ့သူအတွက်နော်အဲ့ဒီသပင်ကိုနိုရာက protein treatment လုပ်မှာပါ protein treatment ဆိုတာဘာလဲ protein treatment ဆိုတာကသပင်ကိုကောင်းကျိုးတွေပဲဖြစ်စေတဲ့အရာပါသူ့မှာသပင်ကို healthy ဖြစ်အောင်ပြန်လုပ်ပေးစေတယ်နောက်တစ်ခုကကျတော့သပင်ကိုအစီသွင်းတာတကယ်လို့ကိုက highlight တွေဖောက်ထားတယ် bleach တွေတိတ်လုပ်ထားတယ်သပင်ကအရန်ဖွာနေတယ်ဆိုခဲ့ရင်တော့ protein treatment ဖြစ်မနေလို့တင်ပါတယ်ပထမဦးစွာနိုရာတို့ကဆေးကိုခပ်ပါးပါးလေးယူပြီးထည့်ပါမယ်ဆေးထည့်တဲ့နေရာမှာအောက်ကနေပြီးအပေါ်တက်သွားပြီးတော့ဥယျာဉ်ပြားကနေပြီးတော့လက်သုံးလုံးလောက်ခွာပြီးထည့်ပိုပြီးဆင်ပြေပါတယ်နိုရာတို့အဲ့မှာတတိထားမယ့်အချက်ကတော့ဆေးကိုချွဲအာရင်မထည့်ဘူးပေါ့နော်အရန်ရွှဲပြီး true ထိလိုက်တဲ့ခါကျရင်ဒီဆေးတွေနိုရာတို့ကဒီတိုင်း raya မှုမှာပေါ့နော်ပုတ်တဲ့ခါမှာအဲ့တဲ့ဒီအရန်မှုန်နိုင်တယ်ပေါ့နော်အားကြောင့်ကျွန်တော်တို့ဆေးကိုလည်းခောက်ပါပဲယူပြီးထည့်ရပါမယ်နိုင်ဝက်လောက်ထားပြီးတဲ့အခါမှာအခုမြင်တွေ့ရတဲ့အတိုင်းသပင်ကတုံ့ပြောင်လေးနဲ့သပင်ကအစီနဲ့ပေါ့နော်အီဖက်လေးဖြစ်နေပြီပေါ့နော်ဒီသပင်ကိုနိုရာတို့ကဒီတိုင်း raya မှုမှာပါအခါမှာ raya မှုန်လိုက်ဘီလေးနဲ့ဖိချလိုက်အခုလိုမျိုးလေးလုပ်ပြီးတော့ကျွန်တော်တို့ဆက်ဆွဲမှာဖြစ်ပါတယ်ဆက်ဆွဲတဲ့အခါမှာလည်းအားမသုံးဘဲနဲ့အပူချိန်ကို190 185နဲ့ဆွဲလို့ရပါတယ်။ဒါနောက်ဆုံး final ခေါင်းလျှော်ပြီးထွက်လာတဲ့ recipe ပေါ့နော်။Raya မှုန့်နေတဲ့အခြေအနေပါရှင်။ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုဒီမှာလည်းပြန်လည်တွေ့ပါအောင်။ Bye bye